ဒါကတော့လှပလွန်တဲ့အစင်တစားတွေကြောင့်ငှက်တို့ရဲ့ဘရင်လိုတင်စားခေါ်ကြပြီးသူတို့ရဲ့အမိလလကြီးတွေကိုဖျန်လိုက်တဲ့အခါမြရသူတိုင်းကိုမှော်တက်နဲ့ပြူစားထားသလိုငီးမောသွားစေရတဲ့ဒေါင်းမင်းတွေပဲဖြစ်ပါတယ်။ကဘာပေါ်မှာအလှဆုံးတော်စီးဝင်ဖြစ်သလိုရှေးအောင်ဒနာရီတွေနဲ့ရင်ကျေးမှုအဖုံဖုံမှာမြင့်မြတ်ချင်းရဲ့ပြရွတ်အဖြစ်တတ်မှတ်ခံထားရလို့ဒေါင်းတွေရဲ့နောက်ကွယ်မှာတော့လူသိနဲလာတဲ့ထူးဆန်းတဲ့လျှို့ဝှက်ချက်တွေကလည်းအများကြီးရှိနေတာပါရှင်။ဒီနေ့ဗီဒီယိုထဲမှာတော့အလှတရားတို့ရဲ့အရှင်သခင်ဒေါင်းမင်းတွေရဲ့အကြောင်းနဲ့သူတို့ရဲ့လူသိမ့်မသိသေးတဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒေါင်းတွေကအဓိကအဖြစ်တော့အာရှတိုက်အိန္ဒိယမြန်မာသီရိလင်္ကာနဲ့အာဖရိကတိုက်ရဲ့တစ်တောတွေမှာနေထိုင်ကြပါတယ်။လူအများစုကဒေါင်းလို့သိထားကြပေမဲ့တကယ်တော့ Peacock ဆိုတာအထီးကိုသာခေါ်ဆိုတာဖြစ်ပြီးအမကိုတော့ Fian လို့ခေါ်ပြီးစုပေါင်းပြီးတော့ People လို့ခေါ်ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကအားလုံးငီးမောရတဲ့လှပတဲ့အမိရှိကြီးတွေကိုအထီးတွေမှာသာတွေ့ရတတ်ပြီးတော့အမတွေကတော့တားပေါက်တွေကိုရန်သူမျက်စိကနေဖုံးကွယ်နိုင်မှုအတွက်ရိုးရှင်းတဲ့အညိုရအမွှေးမြင်တွေကိုသာပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒေါင်းအထီးတွေရဲ့အမိကသူတို့ရဲ့ခန္ဓာကိုယ်ထက်6ဆလောက်ထိပိုရှင်နိုင်ပြီးတော့အဲ့ဒီအမိပေါ်မှာမျက်လုံးပုံတဲ့အကွက်အပြောက်ပေါင်း150ကျော်ပါရှိပါတယ်။လူတွေကအဲ့ဒီအမိကိုအလှပအတွဲလို့ပဲထင်ကြပေမဲ့တကယ်တော့ဒါဟာအမတွေကိုဆွဲဆောင်မှုအတွက်အဓိကလက်နက်တစ်ခုပါ။အဲ့ဒါအပြင်ဒေါင်းတွေကသူတို့ရဲ့အမိကိုဖြန့်ပြီးတော့ခိုင်းရလိုက်တဲ့အခါလူသားတွေရဲ့အနားနဲ့မကြားနိုင်တဲ့အလွန်ကိုနှိမ့်တဲ့လှိုင်းနှုံးတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီတုံခါမှုကနေတဆင်အဝေးမှာရှိတဲ့ဒေါင်းမတွေကိုသူတို့ရှိရာစီကိုလာဖို့အတွက်အချက်ပေးနိုင်စွာလည်းရှိကြပါတယ်။ဒေါင်းတွေနဲ့ပတ်သက်ပြီးလူသိနေတဲ့နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့သူတို့ရဲ့အဖြူရောင်ဒေါင်း white peacock တွေပဲဖြစ်ပါတယ်။လူအများစုကတော့သူတို့ကို albino လို့ထင်ကြပေမဲ့တကယ်တော့သူတို့က lutein လို့ခေါ်တဲ့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်အရာမထွက်ပဲအဖြူရောင်ဖြစ်နေတာပါသူတို့ကတဘာဝတော်ထဲမှာဆိုရင်တော့ရန်သူမျက်စိနဲ့ထင်ရှားလွန်းတာကြောင့်ရှင်သန်မှုခက်ခဲတတ်ပေမဲ့ကဘာပေါ်မှာတော့အရှားပါဆုံးနဲ့အလှဆုံးသောဒေါင်းမျိုးစိတ်အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်ဒေါင်းတွေဟာကြည်ရတာနုညံ့သိမ်မွေ့တယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ကမွေတွေကိုတက်ပြတ်စားတောက်နိုင်တဲ့အစွမ်းထက်တဲ့အမဲလိုက်သမားတွေလည်းဖြစ်ပါတယ်အထူးသဖြင့်အစိတ်ရှိတဲ့မွေတွေကိုတော့မကြောက်မကျွမ်းနဲ့ရင်ဆိုင်တိုက်ခိုက်တတ်တာကြောင့်အိန္ဒိယလိုဒေသမျိုးမှာဒေါင်းတွေကိုမွေသက်သမားလို့တောင်မှတင်စားခေါ်ဝေါ်ကြပါတယ်။သူတို့ရဲ့အစာချေစနစ်ကလည်းအလွန်ကိုတန်မာတာကြောင့်အပင်တွေအင်ဆက်တွေနဲ့တောသောသတ္တဝါလေးတွေကိုစုံလင်စွာနဲ့စားတောက်နိုင်ကြပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကတော့ဒေါင်းတွေကအမြင့်ကိုပြန်တန်းနိုင်စွမ်းရှိကြတာဖြစ်ပါတယ်ရှင်။သူတို့ရဲ့အမိရှိကြီးတွေကပြန်တန်းတဲ့အခါဝန်ထုံမပိုဖြစ်စေတယ်လို့ထင်ရပေမဲ့အနေကနေလွတ်မြောက်ဖို့အတွက်တစ်ပြင်းမြင့်ကြီးတွေပေါ်ကိုလျင်မြန်စွာနဲ့ပြန်တက်နိုင်ကြပါတယ်။ညဘက်တွေဆိုရင်ရန်သူဘေးကင်းဝေးစေဖို့အတွက်တစ်ကိုင်းမြင့်ကြီးတွေပေါ်မှာအိတ်ဆက်တက်ကြပါတယ်။သူတို့ရဲ့အော်တန်ကလည်းအလွန်ကိုကြမ်းလာပြီးဆူရှာတာကြောင့်မိုးရွာတော့မဲ့အချိန်ဒါမှမဟုတ်အနေတွေ့တော့မဲ့အချိန်တွေမှာတောတစ်ခုလုံးကြားနိုင်အောင်လို့သတိပေးတတ်ကြပါတယ်။မြမရင်ကျေးမှုမှာလည်းဒေါင်းဟာအမျိုးသားရေးပြရုပ်တစ်ခုဖြစ်တယ်လို့နေမင်းနဲ့ဆက်ပြီးမြင့်မြတ်တဲ့တော်အဖြစ်ရှေးရှိခင်ကတည်းကတန်ဖိုးထားခဲ့ကြပါတယ်။ဒေါင်းရဲ့ကာဟန်ကငင်းချမ်းခြင်းနဲ့ဂုံတိတ်ခါကိုဖော်ဆောင်နေတာဖြစ်ပါတယ်။ခန်းသားချဲဝါတဲ့အလှတရားနဲ့ရဲရဲနဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့ဒေါင်းဝင်တွေဟာတဘာဝတရားရဲ့တကယ်ကိုအံ့ဖွယ်တော်တွေပါပဲရှင်။သူတို့ရဲ့အမိတွေကိုဖျက်လိုက်တိုင်းထွက်ပေါ်လာတဲ့မှော်စမ်းတဲ့အလှတရားတွေကလူသားတွေကိုအမြဲတစေဆွဲလန်းစေမယ်ဆိုတာကတော့အသေးချပါပဲရှင်။ဒီဗီဒီယိုလေးကနေဒေါင်းတွေရဲ့လူသိမ့်မသိသေးတဲ့လျှို့ဝှက်ချက်တွေကိုဘူတုတအဖြစ်ရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။အခုလိုမျိုးလှပပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ငှက်လေးတွေအကြောင်းကိုတင်ဆက်ပေးနေတာဖြစ်လို့နောက်ထပ်ဘယ်ရာကိုသိကျင်သေးလဲဆိုတော့ကွန်မန့်မှာရေးပေးခဲ့ပါနော်။ဒေါင်းတွေကမွေတွေကိုတောင်တက်စားနိုင်နေဆိုတာကိုတော့ပရိသတ်ကြီးတို့သိပြီးပါပြီလားရှင်။ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပြီးဖို့မမေ့ပါနဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။